အဲ့တဲ့ဟီရိုတစ်ကောင်နဲ့ဟီရိုကိတ်20ယူပြဟီရို20တွေမက22ကောင်ယူပြပြီးတော့ EAB နဲ့ roll hyper ကိုပါရုံးပြပါမှာ share ရုံးပြမှာဒီပွဲကြည့်လိုက်အဲ့လဲအနေဘက်ကဝင်ခန့်နာမှာမေးရတော့ဟီရိုကိတ်ပေးလေတန်သူတို့ကအမှန်တွေဝင်ချဝဲမှာစကေးတူးမရှိဘဲနဲ့ဝင်ချတာဟီရိုကိတ်မှာတကောင်ပေးလေငါအပေါ်မှာလီလာရောဟီရိုကိတ်ဆိုလိုကိတ်ရတယ်တာဝါတဲ့ဝင်ကြီးလီလာဒီမှာကြောက်ဖလစ်ကာနဲ့ကဝင်မဲ့လားငါဟီရိုကိတ်ပြန်ပေးလေမိနစ်ပဲရှိသေးတယ်ဟီရိုကိတ်က1 set တဲ့ဒါတော့4ပြက်ကအာလီပိုင်းလိုင်းကြဒီမှာလေလီလာရောစကေးတူးနဲ့ရှုပ်အမှအဲ့ဒီမိတ်နဲ့ပြစ်ပြီးတော့တာဝါတဲ့တွေဝင်ပြစ်တာအမှဟီရိုကိတ်ထက်ရတယ်လီလာဒီမှာကြောက်အတလက်ကငါ့ကိုအဲ့ဒီဖလကအဲ့ဒီမိတ်နဲ့ဝင်ဆွဲတာငါမသိဘူးဒါပေမဲ့သူ့ရောပြန်ပြစ်တာသူလည်းပြစ်ကိုလည်းပြစ်နောက်ကလီလာအဲ့ဒီမိတ်သုံးတာလွဲသွားတော့မသိဘူးစကေး1 2နဲ့အတလက်ကစလိုးနာနဲ့ငါလည်းပြစ်တာနေ့အမှဟီရိုကိတ်ဆိုလိုကိတ်ပြလီလာပြစ်တာတေကန်ကြီးတော့မသေးဘဲနဲ့ကင်မရာနဲ့စေးတာနဲ့လောရတယ်အမှနဲ့အိမ်ပြန်ပြီးတော့ပြန်လျှောက်လာတော့အဲ့ဒီမိတ်ချီရတယ်အဲ့ဒီမိတ်နဲ့လီလာကိုပြစ်တာလီလာထိသွားတော့အမှလူဝင်ပြစ်လီလာလည်းငါပြစ်ငါလည်းသူ့ပြန်ပြစ်မှစကေး2နဲ့တွန်းထုတ်ပြီးတော့ပြစ်တာအမှဟီရိုကိတ်ရတယ်ဆိုလိုကိတ်ပဲဒီမှာနောက်ကလူနိုကငါ့ကိုဝင်လိုက်တာနဲ့အမှငါရောခက်မလားနှစ်ကောင်ဟီရိုကိတ်နှစ်ကောင်လုံးပေးလေလူနိုနဲ့ဒိုင်းရောရဲ့အန်တက်လူနိုက4ကောင်ဒိုင်းရောက3ကောင်အနေဘက်ကငါလေးကိုတိတ်မခန့်ချပါဘူး4ကောင်မြောက်ချက်လိုက်ခမလားအမှအဲ့ဒီမိတ်မိရ3ယောက်မိတယ်အဲ့ဒါလည်းအတလက်အဲ့ဒီယူပြီးတော့ဆွဲတာ2ကောင်မိအနေဘက်ကအတလက်ကလည်းပြန်ဆွဲသွားတာနဲ့2ကောင်ပြန်ပေးလေရတယ်အမှငါပြစ်တာနဲ့2ကောင်ဟီရိုကိတ်ရတယ်အနေဘက်ကလီလာငါ့ကိုပြစ်တာငါတေကန်ကြီးတာဝါထဲပြန်ရောက်ပြီးပြန်ပြစ်တာလီလာကိုထီသွားတော့အမှတောင်းကပ်ပြီးထက်ကေးတာလီလာဖလက်ကပေးတယ်မလို့တော့အမှဟီရိုကိတ်ဆိုလို့ထက်ကေးလိုက်လာတေသွားတော့တာဝါရှိုးမယ်ဆိုပြီးတော့အလူရောက်ချလာတယ်အလူကိုပါအမှတောင်းကပ်ပြီးတော့ပြန်ပြစ်အလူကလည်းငါ့ကိုပြန်ရိုက်တာအမှတောင်းကတ်တာနဲ့အမှရှော့တောင်းလူကိုရှာပေးလိုက်တယ်လေလာကလည်းငါ့ကိုလာဖျဲနေတာငါလည်းပြန်ပြစ်တာနဲ့လေလာတော့မှဟီရိုကိတ်ကေးလေလာကိုကေးပြီးတော့အလဲနေကိုအဲ့ဒီမိတ်ပြစ်တာလေလိမ့်မှ2ကောင်မိနာနဲ့အမှ2ကောင်လို့မှဝင်ပြစ်ပြီးတော့လော့ကေးနေတော့အနိဘက်ကအလူနဲ့ဒိုင်းရောနဲ့လာရှုပ်နေတာ2ကောင်လို့ဝင်ပြစ်တာလူကိုရတယ်အဲ့တော့လည်းဘတ်ဘွားစပဲမကြံတာနဲ့ဒိုင်းရောပါတခါလဲပါဆယ်ထွက်ဆွဲအဲ့တော့တက်ပြီးလော့ကေးမနဲ့ကြံလန်စလော့ကတေသွားပါတယ်တဲ့အမှလေလာအဲ့ဒီမိတ်ပြစ်တာလွဲသွားတော့ငါတို့ဘက်ကတော့ရပါတယ်အမှလည်းအတလက်ကဝင်ရှာလာတဲ့စကေးတူးတွန်းထုတ်ပြီးတော့ပြစ်ဟိုဘက်မှာ4ပြက်ကရှော့မေးပါထချောမှငါပြစ်ချက်နဲ့2ကောင်ပြန်ရအမှလေလာကိုပဲအဲ့ဒီမိတ်ပြစ်ပြီးတော့တောင်းကပ်ပြီးတယ်ဟီရိုကိတ်ထက်ရတယ်ပေါ်လေးလိမ့်ချင်းမို့သွားနေတော့လူကိုတွေ့တယ်လူပါတောင်းကပ်ပြီးအောင်မှဆိုလိုကိတ်တက်ခေးလိုက်တယ်လူပါငါပေါ်လေးမှာလိမ့်ချင်းမို့သွားနေတော့လူနိုကရောက်ချက်လာပြီးအဲ့ဒီမိတ်3ငါစကေးတူး3ပြီးတော့စတန်နာလည်းမှလူနိုပါထက်ရလေလာအောင်လဲငါအဲ့ဒီမိတ်နဲ့ဝင်ပြစ်တာလေလာဖလက်ကခုံတော့ငါလည်းတေကန်ဒီတော့ဂရူကိုဖန်နဲ့မသိပါဘူးလက်လေးမှလေလာလိမ့်ချင်းတော့တွေ့တော့အဲ့ဒီမိတ်နဲ့ပြစ်တာလေလာကိုကောက်ထိသွားတော့အမှဒီလာကဟီရိုကိတ်ဆိုလိုတက်ခေးအနေဘက်ကလန်တော့တေနေမှန်တိတော့လော့ဖိုးရှော့သွားတယ်မှာတွားလူတဲ့2ကောင်မှာရှော့တက်လက်ကလော့ကေးပြီးတော့ငါနာကိုပြောက်ပြီးရောက်ချလာတာအမှနဲ့ခမလာငါနာမှရှိနေတာလေခမလာအဲ့ဒီနဲ့အမှ3ကောင်ပြန်ပြီတက်ကလည်းငါ့ကိုဆွဲတာငါဗျူဒီဗိုင်းရှိနေတာဆိုတော့ဗျူဒီဗိုင်းနဲ့ဖြီးပြီးတော့အမှပြန်ပြစ်2ကောင်အမှအဲ့တက်လောက်ပါထက်ရလူနောကပြေးလဲမှတ်ပြီးတော့ငါလက်ကနေအမှစကေး2နဲ့စကေး1နဲ့တွားပြီးစကေး2နဲ့တက်ကြည့်ရခမလာမာပြီးတော့ငါဘေးရမလဲဒိုင်းရောပါအမှထကေးထုတ်ပကေးတယ်အမှလေလာကိုပါတခါလေးဆက်ပြစ်အမှမေးနီးရဝါလော့ထွက်လည်းမရလော့ရှင်းပြီးတော့တာဝအောင်လေးပဲဝင်အမ်းလိုက်တယ်အစုံလေးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်